လူရဲ့ခန္ဓာကိုယ်ဆက်လက်ပြီးတော့တည်ထနေအောင်စောင့်ရှောက်နေတဲ့ဇီဝိတ္တိန်တရေဆိုတာရှိတယ်ရုပ်ဇီဝိတလို့ခေါ်တယ်အဲ့ဒီရုပ်ဇီဝိတ္တိန်တရေဟာအဓိကပဲရုပ်ဇီဝိတ္တိန်တရေမချုပ်သေးသမျှနာမ်ဇီဝိတ္တိန်တရေတို့ဉာဏ်တွေလည်းဆက်လက်ဖြစ်နိုင်တယ်အဲ့ဒီရုပ်ဇီဝိတ္တိန်တရေလို့ဆိုတဲ့အသက်နန္တရားတွေရဲ့အသက်ကြတော့နာမ်ဇီဝိတ္တိန်တရေလို့ခေါ်တယ်ဇီဝိတရုပ်နဲ့ဇီဝိတ္တိန်တရေစေတသိက်ဆိုပြီးတော့နှစ်ခုရှိတာပေါ့အဲ့ဒီနှစ်ခုလုံးဟာကန့်ညောင်ဖြစ်တာရုပ်ဇီဝိတ္တိန်တရေဆိုတာကံကနေထုတ်လုပ်လိုက်လို့ဖြစ်ပေါ်လာတဲ့အရာလူတွေရဲ့အသက်ဇီဝိတဟာအဲ့ဒီပုံမှာအခြေခံတယ်ပေါ့အခြေခံတယ်ကံကပေးလို့ရလာတဲ့ဇီဝိတအဲ့ဒီကိုဥဒုတို့အာဟာရတို့ကနေပံ့ပိုးပေးတာစိတ်တို့ကနေပံ့ပိုးပေးတာဥဒုအာဟာရစိတ်ဒါတွေကနေပံ့ပိုးပေးတာပံ့ပိုးပေးထားသည့်အတွက်ကြောင့်ဆက်လက်ပြီးတော့ဖြစ်ပေါ်နေတာအဲ့ဒါဆက်လက်ပြီးတော့မဖြစ်တော့ဘူးလို့ဆိုလို့ရှိရင်ဒါလူဟာသေဆုံးတယ်လို့ခေါ်တာပဲအဲ့တော့ဇီဝိတလို့ခေါ်တဲ့ဒီအသက်ရဲ့အဆုံးသတ်ကတော့မရဏပဲဒါမှမဟုတ်မရဏပရိယောတနံဇီဝိတဇီဝိတဆိုတဲ့ရုပ်ဟာသေဆုံးခြင်းပျက်စီးခြင်းနောက်ဆုံးမှာရပ်တန့်သွားခြင်းပေါ်မှာအဆုံးသတ်တယ်တဲ့နောက်ဆုံးချိန်အဲ့ဒီဇီဝိတလက်ရှိနေတဲ့ပုဂ္ဂိုလ်တိုင်းဟာမရဏပရိယောတနာသေဆုံးခြင်းမှာအဆုံးသတ်ရမယ်ဆိုတာကိုတတိထားတတ်ဖို့မြတ်စွာဘုရားဒီကမ္မထံကိုဟောတာနော်သေခြင်းတရားကိုမှတ်ရတယ်လို့ဆိုလူတွေကတော့သေခြင်းတရားကိုသိမစဉ်းစားခြင်းဘူးသေခြင်းတရားဆိုရင်လူတွေကကြောက်တယ်လေကြောက်တော့သေခြင်းတရားဆိုတာကိုစိတ်ထဲမှာထားဖို့ရမနှစ်မြို့ကြဘူးသေတဲ့စကားပြောမယ်ဆိုလည်းမကြိုက်ကြဘူးသေမှသာသေရောသေခြင်းဆိုတာကိုမေ့ထားခြင်းရတယ်ပေါ့ဒါလူရဲ့တဘာဝမေ့ထားခြင်းနဲ့မြတ်စွာဘုရားကမေ့မထားနဲ့တဲ့သေခြင်းတရားကိုစင်မပြတ်နှလုံးသွင်းပြီးဆင်ခြင်ပွားများတတိစွမ်းအားတွေတက်အောင်လှုပ်ထားလို့ရှိရင်ဘာအကျိုးရှိတော့ဆိုလို့ရှိရင်သေဖို့ရကျုံလာတဲ့အခါမှာရဲရင်ချင်းဆိုတဲ့စွမ်းရည်တတိတစ်ခုရနိုင်တယ်အ ਨੇ ဆုံးဒါအ ਨੇ ဆုံးသေခြင်းတရားကိုနှလုံးသွင်းထားတဲ့ပုဂ္ဂိုလ်တရားဟာသေမင်းကိုရဲဝံ့ရင်ဆိုင်ရဲတယ်လို့ဒီလိုဆိုတာနော်သေမင်းဆိုလို့အပြင်ကလာတာလို့လည်းမအောင်မေ့လိမ့်နဲ့နော်သေမင်းကိုမြင်ဘူးချင်းမှန်တယ်ပဲကြည့်မှန်တယ်ကြည့်လိုက်ရင်သေမင်းဆိုပေါ်လာလိုက်ပဲတစ်ခါတခါတဏ္ဍာတွေလိမ့်ထားတယ်သေမင်းနှခမ်းမွေးလိုက်ပါခြင်းပါတယ်ကိုယ်သေမင်းနဲ့ကိုယ်ပဲတင်စားပြီးတော့သုံးထားတာသူကသေခြင်းတရားဟာတရားအလုံးကိုအုပ်ချုပ်ထားတာဖြစ်သောကြောင့်သေမင်းလို့တင်စားပြီးတော့ပြောတာနော်တော့ကြသေမင်းမမြင်အောင်လို့တချို့ကလည်းသေရမှာကြောက်တော့သေမင်းကြားသွားမယ်လို့ပြောနေတဲ့လူကသေမင်းကြီးဖြစ်နေမှမသိဘူးအဲ့ဒါလို့မဖြစ်ရအောင်သေခြင်းတရားဆိုဒီမှာဇီဝိတရဲ့နောက်ဆုံးဖြစ်တဲ့အချိန်ကိုပြောတာပဲဒီဇီဝိတဆိုတာလေနောက်ဆုံးဖြစ်လာလောကလူတွေသေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ရသော်ဘုရားကအချက်၃ချက်ကိုသတ်မှတ်ဖော်ပြတယ်ခုခေတ်ဆေးပညာနဲ့တော့တူကြမှာတူမှာပေါ့ဆေးပညာကလည်းနှလုံးရပ်သွားရင်သေတယ်လို့လည်းပြောမှာပေါ့အသက်မရှူတော့ရင်လည်းသေတယ်လို့ပြောရသော်ဘုရားအသက်ရှူရရုံနဲ့သေတယ်လို့မပြောဘူးစရုထဆောင်ဝင်စားရင်လည်းအသက်ရှူရတာပဲနော်နှလုံးခုန်ကလည်းရတာပဲဒါပေမဲ့မသေးဘူးမသေးတာတွေရှိတယ်ပေါ့ထူးဆန်းတဲ့နေထားအဲ့တော့သေတယ်လို့ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဖေနပိန္ဒုပမသုတ်တံမှာလာတဲ့အတိုင်းဆိုရင်အာယုဥတ္တမသဝိညာဏယထာကာယံဇဟန္တိမဟောဒီကိုယ်ကာယကြီးကိုအာယုဆိုတဲ့ရုပ်စီဝိတအသက်ပေါ့ဥတ္တမလို့ဆိုတဲ့ကံ့ကြောင့်ဖြစ်လာတဲ့ကိုငွေ့ဝိညာဏလို့ဆိုတဲ့တရေစိတ်ဝိညာဏလို့ဆိုတဲ့စိတ်အဲ့ဒီ၃ခုပျက်စီးသွားလို့ရှိရင်တော့သေတယ်လို့ဒီလိုပြောတာ
တခါတရံကြတော့ဝိညာဏမရှိတော့တောင်မှပဲမသေးဘူးဆိုတာရှိသေးတယ်နိရောဓသမဘဝင်စားတဲ့အခါအာယုနဲ့ဥတ္တမဒီနှစ်ခုပဲရှိတယ်ဝိညာဏဆိုတဲ့အသိစိတ်ဟာချုပ်နေတယ်တမာတိစွမ်းအားနဲ့ချုပ်အောင်လှုပ်ထားလို့ချုပ်သွားဘယ်လိုလုပ်ချုပ်အောင်လှုပ်တော့ဆိုရင် condition ဆိုတဲ့အကြောင်းတရားတွေကိုဖယ်ထားလိုက်တာပဲဘယ်အရာပဲဖြစ်ဖြစ် condition ဆိုတဲ့အကြောင်းတရားရှိမှဖြစ်နိုင်တာအကြောင်းတရားတွေကိုဖယ်ခွာထားလိုက်တဲ့အချိန်လေးမှာဝိညာဏဆိုတာပေါ်မလာဘူးအဲ့တော့အာယုနဲ့ဥတ္တမဒီနှစ်ခုပဲကျန်တယ်အဲ့ဒီနှစ်ခုကျန်နေသေးလို့ရှင်မသေးသေးဘူးလို့ဒီလိုပြောအောင်အသက်ပြန်ရှည်နိုင်တယ်အာယုနဲ့ဥတ္တမကြတော့အပြန်အလှန်ပဲအာယုရှိသမျှဥတ္တမရှိမယ်ဥတ္တမရှိသမျှအာယုရှိမယ်သူတို့နှစ်ခုကတော့ဒါရှင်သာရိပုတ္တရာနဲ့ရှင်ကုဋ္ဌိကတို့ရဲ့တရားဆွေးနွေးခန်းမှာအာယုံပဋိစ္စဥတ္တမဥတ္တမံပဋိစ္စအာယုံတို့အပြန်အလှန်ပြောထားတာရှိတယ်နော်အပြန်အလှန်မိခိုပြီးတော့နေရတယ်အာယုဆိုတာရုပ်စီဝိတ္တန္တရီရုပ်စီဝိတ္တန္တရီရှိနေသမျှတည်တယ်လို့ပြောလို့မရဘူးတဲ့အဲ့ဒီနေရာမှာအထက်ကထာမှာဥပမာလေးပေးထားတာမှတ်သားစရာကောင်းတယ်ပေါ့ရှင်းတော့ကမိဆိုတာရဖို့ခဲရင်တဲ့အတွက်ကြောင့်ဘာလို့ရတော့လို့ဆိုနေ့လည်ကသမင်းနဲ့ချက်ထားတဲ့အဲ့ဒီနောက်ရက်ကျတော့မိရဖို့အတွက်ဘာလို့လဲမိကြီးကဲလေးကိုပြာနဲ့အုံပြီးတော့ထားတာဖုံးထားလိုက်တာအဲ့ဒီမိကြီးကဲလေးကအတိုင်းအတာတစ်ခုရပြာနဲ့ဖုံးထားသည့်အတွက်ကြောင့်မိကြီးကဲလေးကသေမသွားဘူးရဲရဲလေးတဖြည်းဖြည်းတော့သေသေးသွားတယ်နောက်တည့်မနေ့လင်းသည့်ထီအောင်ဒီမိကြီးကဲလေးရှိနေတတ်တယ်ပေါ့အဲ့ဒီကြတော့မှလောင်စာလေးထည့်ပြီးတော့ပြန်ပြီးတော့လှုပ်တာမိပြန်ဖြစ်အောင်လှုပ်တာမိတော့ပြန်ဖြစ်အောင်လှုပ်တာအဲ့ဒါလိုပဲនិရောဓသမဘာဝင်စားတဲ့ပုဂ္ဂိုလ်ဟာဝိညာဏလို့ဆိုတဲ့အသိစိတ်တွေလုံးဝချုပ်သွားစိတ်ချုပ်ရင်စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေလည်းချုပ်သွားတယ်ဘာကြံလဲလို့ဆိုလို့ရှိရင်အာယုနဲ့ဥတ္တမနှစ်ခုကြံနေတယ်သူဟာလူသေးတယောက်လိုကိုငွေ့ရအေးမသွားဘူးဟောဘာဖြစ်လို့တော့ဆိုလို့ရှိရင်ရုပ်ထဲမှာရုပ်ရဲ့အသက်လို့ခေါ်တဲ့ရုပ်စီဝိတ္တန္တရီကလည်းရှိနေတယ်အာယုဆိုတာရှိနေတယ်အဲ့ဒီအာယုကနေပြီးအမိပြုပြီးတော့ဝိညာဏဆိုတာပြန်ပေါ်လာနိုင်တယ်လို့ဒါသဘာဝအမတ္တမကြတယ်နော်တမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့စိတ်တွေကိုမုန်းတီးတဲ့စိတ်နဲ့သူ့ရဲ့ intention ကစိတ်မရှိရင်ကောင်းမှာပဲစိတ်မရှိတဲ့ဘုံရောက်ရင်ကောင်းမှာပဲလို့နှလုံးသွင်းပြီးတော့သူ့ရဲ့ wish ဆန္ဒပြုလိုက်တဲ့အခါမှာအဲ့ဒီစတုထဇံရထားတဲ့တမာရီစွမ်းအားကြီးမားတဲ့ယောဂီပုဂ္ဂိုလ်ဟာဘယ်ရောက်သွားတော့ဆိုလို့ရှိရင်အတ္တညတဘုံရောက်သွားအတ္တညတဘုံမှာကဘာ900နော်ရုပ်စီဝိတတော့ပါတယ်ရုပ်တွေပါတယ်နာမပါဘူးအသိစိတ်မရှိဘူးဘာနဲ့တူတော့ဆိုရင်လမ်းမေးမှာထားတဲ့ statue ကြီးနဲ့တူတယ်ပေါ့ဒါပေမဲ့ statue ကအသက်မရှိဘူးနော်ရုပ်စီဝိတလို့ကန့်ကြောင်ပေးတာကံပေးတာမပါဘူးခုကိုဘူးမပါဘူးကိုရဲ့အငွေ့မပါဘူးအသိဉာဏ်ဖြစ်မှာကြတော့ကိုငွေ့တွေပါတယ်နော်ရုပ်ရဲ့အသက်ဖြစ်တဲ့စီဝိတပါတယ်ကဘာ900ကုံဆုံးသွားတဲ့အခါကြလို့ရှင်အသိစိတ်လေးကပြန်ပေါ်လာတယ်ဘာကြောင့်ပေါ်နိုင်တာတော့ဆိုရင်ရုပ်စီဝိတကိုအမိပြုပြီးပေါ်တာတဲ့ဒီလိုဆိုတဲ့အဖြေကအဲ့တော့အဗ္ဗဓမ္မထူးဆန်းအံ့ဩဖွယ်ရကောင်းတယ်ပေါ့ရုပ်စီဝိတလည်းမရှိတော့ဘူးဆိုရင်တော့ပေါ်စရာအကြောင်းမရှိတော့ဘူးနော်និရောဓသမဘဝင်စားတယ်9ရက်ဆိုတာလည်းအဲ့ဒီလိုပဲရုပ်စီဝိတနဲ့ကိုငွေ့ချမ်းနေတို့ပြန်ပြီးတော့အသိစိတ်တွေပြန်ဝင်လာတယ်အတိုင်းတာတစ်ခုရခုခေတ်စကားနဲ့ပြောမယ်ဆိုရင်စိတ်ကို pause လုပ်လိုက်တာပေါ့ pause လုပ်လိုက်တာပေါ့နော်9ရက် pause လုပ်ထားလိုက်တယ်အဲ့ဒီလိုနဲ့နေတာအဲ့တော့လူအသက်ဆိုတာရုပ်ဇီဝိတဆိုတဲ့ဇီဝိတဆိုတဲ့အသက်ဟာသူကမရဏပရိယောတနာလို့ဆိုတဲ့သေခြင်းမှာပဲအဆုံးသတ်မယ်ဆိုတော့ဒီကိုပြန်လေးဆင်ခြင်စဉ်းစားတတ်ဖို့ဒါကိုပြောထားတာတတိယနေဖို့သေခြင်းဆိုတဲ့နောက်ဆုံးပိတ်အချိန်ကိုတတိယနေဖို့အဲ့ဒီတတိယမှုဟာဘလို့အကျိုးကျေးဇူးရှိတယ်လဲဆိုရင်တခြားဒီ
မဲ့ဖို့နိဗ္ဗာန်ထိအောင်ရနိုင်တဲ့